အားလုံးပဲမင်္ဂလာပါကျွန်မဒေါက်တာဖြူပါဒီကနေ့ဒီစီးချိုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးချင်ပါတယ်စီးချိုဆိုတာကဒီကျမတို့ရဲ့ဒီသွေးထဲမှာပေါ့နော် glucose လို့ခေါ်တဲ့အချိုဓာတ်တွေအများများလာလို့ဖြစ်တာပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ကျမတို့ပါးစပ်ကနေပြီးတော့မှဒီ carbohydrate လို့ခေါ်တဲ့ဂစီဓာတ်တွေစားလိုက်တယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲရောက်သွားတယ်ဆိုလို့ရှိရင်သူက glucose အနေနဲ့သွေးထဲကိုရောက်သွားတယ်ပေါ့နော်ဒီသွေးထဲကိုရောက်သွားပြီဆိုလို့ရှိရင်ဒီ insulin လို့ခေါ်တဲ့ hormone ရှိတယ်ပေါ့နော်အဲ့ဒီ hormone ကိုဒီ pancreas လို့ခေါ်တဲ့မုန့်ချိုအိတ်ကနေထုတ်ပေးတာမုန့်ချိုအိတ်ကနေ insulin ကိုထုတ်လိုက်တယ်အဲ့ဒီ insulin ကသူကတော့ကလောက်လေးလိုပဲပေါ့နော်သူကတော့ကလောက်လေးဖွင့်ပေးသလိုပုံစံပဲဒီသွေးထဲမှာရှိတဲ့ glucose တွေကိုဆဲထဲကိုဝင်ခိုင်းလိုက်တယ်အဲ့ဒီမှာဆဲကနေမှဝင်လာတဲ့ glucose တွေကိုအသုံးပြုပြီးတော့မှခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းရည်တွေကိုထုတ်ပေးတာပေါ့နော် glucose တွေကဆဲထဲကိုဝင်သွားပြီဆိုသွေးထဲက glucose တွေကလည်းကျသွားတယ်ပေါ့နော်အဲ့ဒါပုံမှန်ဖြစ်စဉ်ပေါ့စီးချိုမှာကျတော့ဒီဖြစ်စဉ်လေးမှာတစ်ခုခုဖြစ်သွားတာပေါ့နော်အဲ့ဒါကြောင့်မို့သွေးထဲမှာ glucose တွေများလာတာစီးချိုအမျိုးအစားဘယ်နှမျိုးရှိလဲဆိုတော့အကျဉ်းများအဖြစ်3မျိုးရှိတယ်ပေါ့နော်အမျိုးအစားနံပါတ်1သူကကျတော့ဒီခန္ဓာကိုယ်မှာရှိတဲ့ကိုယ်ခံအားက pancreas ပေါ့ခုနမုန့်ချိုအိတ်ကိုသွားတိုက်တဲ့အတွက်ကြောင့်မို့သူကနေပြီးတော့မှ insulin ကောင်းကောင်းမထုတ်ပေးနိုင်တော့ဘူး insulin မရှိတဲ့အတွက်ကြောင့်မလို့ခုနကသွေးထဲကိုရောက်လာတဲ့ glucose တွေကိုဆဲထဲကိုမပို့နိုင်တော့ဘူးမသုံးနိုင်တော့ဘူးဆိုတော့သွေးထဲမှာ glucose တွေပုံလာတယ်အဲ့ဒါကြောင့်မလို့စီးချိုဖြစ်တယ်ပေါ့နော်သူကကြတော့ဒီအစားအသောက်တွေဝါတာတို့လေ့ကျင့်ခန်းမလုပ်တာတို့အဲ့ဒါတွေနဲ့တိတ်မဆိုင်ဘူးသူကကြတော့ငကိုကလေးကပါလာပြီးသားပေါ့နော်လူငယ်တွေမှာအဖြစ်များတယ်ပေါ့နော်အသက်ငယ်ငယ်နဲ့ဖြစ်ကြတဲ့စီးချိုပေါ့ဆေးတောက်လို့လည်းမရဘူးသူကတစ်သက်လုံးဒီ insulin ကိုထိုးရတယ်ပေါ့နော်နောက်တစ်ခုကကြတော့အမျိုးအစားနံပါတ်1သူကကြတော့ဒီများသောအားဖြင့်ကျမတို့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့စီးချိုတွေကနံပါတ်1များတယ်ပေါ့နော်90-95%လောက်ကဒီစီးချိုနံပါတ်1ဖြစ်ကြတာသူကကြတော့ဘာကြောင့်ဖြစ်တာလဲဆိုတော့ဒီမျိုးရိုးလက်ဆိုင်နဲ့ပြီးရင်ကိုယ့်ရဲ့အနေထိုင်တွေကြောင့်လည်းဆိုင်တယ်ဥပမာလေ့ကျင့်ခန်းမလုပ်ဘူးလှုပ်ရှားမလုပ်ဘူးသူကလည်းဝရတယ်အချိုတွေကလည်းအစာများတယ်အဆီတွေကလည်းအစာများတယ်ပေါ့အဲ့ဒါတွေအလုံးပေါင်းပြီးတော့မှသူကဖြစ်တာပေါ့နော်ဒီစီးချိုနံပါတ်1မှာကြတော့ဒီ insulin ရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းမလုပ်နိုင်တော့တာပေါ့နော်သူကကြတော့များသောအားဖြင့်ကတော့အသက်ကြီးတဲ့လူတွေမှာအဖြစ်များတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကိုဝင်ဆောင်မှာဖြစ်တဲ့စီးချိုယောဂါပေါ့သူကကြတော့ဒီကိုဝင်ဆောင်တဲ့အချိန်ကျမှဖြစ်လာတာကိုဝင်ရှိနေတဲ့အတွက်ကြောင့်မလို့ insulin တွေပိုးလိုလာတယ်ကလေးဆောင်ရောအမေဆောင်ရော2ယောက်စာ insulin တွေပိုးလိုလာတဲ့အချိန်မှာဒီမုန့်ချိုအိတ်ကလုံလောက်အောင်မထုတ်ပေးနိုင်တာအဲ့ဒါကြောင့်မလို့ဖြစ်တာပေါ့ကလေးမွေးပြီးသွားပြီဆိုလို့ရှိရင်တော့လေဒီစီးချိုကပြန်ကျသွားတယ်ဒါပေမဲ့ဒီလိုမျိုးကိုဝင်ဆောင်တော့စီးချိုတက်ဘူးတဲ့လူတွေမှာတော့ဒီနောက်ပိုင်းကျလို့ရှိရင်လည်းစီးချိုယောဂါနံပါတ်1ဖြစ်နိုင်ခြေပိုများတယ်ပေါ့နော်စီးချိုယောဂါရှိတယ်ဆိုလို့ရှိရင်ဘယ်လိုလက္ခဏာတွေပြတတ်လဲပေါ့ရင်ငတ်တယ်ပေါ့နော်ခဏခဏရင်ငတ်တယ်ပြီးလို့ရှိရင်စီးခဏခဏသွားတယ်ပြီးရင်ဘိုက်ကခဏခဏစားတယ်ခဏခဏစားလို့စားပေမဲ့လည်းလူကပိန်သွားတယ်နည်းနည်းပါးပါးလှုပ်ရှားလုပ်တာနဲ့မောလွယ်တယ်ပေါ့နော်နှလုံးဝါတာတွေလည်းဖြစ်နိုင်တယ်ပြီးလို့ရှိရင်အနာတစ်ခုခုဖြစ်ရင်အနာကျက်ရတာနေမယ်ဘလို့ပိုးဝင်တဲ့လက္ခဏာတွေခဏခဏဖြစ်မယ်ပေါ့နော်စီးချိုရှိမှဘလို့သိနိုင်မလဲဆိုလို့ရှိရင်တော့ဒီသွေးစစ်လို့ရတယ်ပေါ့နော်မနေ့အိယာထားဘာမှမစားခင်မှာဒီလက်ထိပ်လေးကိုဖောက်ပြီးတော့မှစစ်တာ FBS လို့ခေါ်တယ်အဲ့လိုဖောက်စစ်ကြည့်လိုက်လို့မှဒီ100အောက်ရှိတယ်ဆိုရင်တော့သူကပုံမှန်ပဲ100ကနေ126ကြာဆိုလို့ရှိရင်တော့နည်းနည်းလေးများချင်းဖြစ်နေပြီပေါ့နော်126အထက်နှစ်ခေါက်လောက်ဖောက်တာနှစ်ခေါက်လုံး126ထက်လောက်ရတယ်ဆိုရင်တော့သူကစီးချိုရှိတာပေါ့နော်နောက်တစ်ခုကကြတော့ဒီ HbA1c ဆိုတာစစ်လို့ရတယ် HbA1c ဆိုတာကြတော့ဒီကိုကလွန်ခဲ့တဲ့3လပေါ့နော်လွန်ခဲ့တဲ့3လအတွင်းမှာစီးချိုကဘယ်လောက်ရှိတယ်လဲဆိုတော့ပြန်များအလိုစစ်တဲ့ဟာလေးပေါ့နော်အဲ HbA1c စစ်လိုက်လို့ပေါ့နော် 6.5 အထက်ဖြစ်နေတယ်ဆိုလို့ရှိရင်တော့စီးချိုရှိတာပေါ့နော်ကဲ၍ဒီ 9.9 နဲ့ 6.4 ကြာဆိုရင်တော့စီးချိုဖြစ်ခြင်းတလို့လေးရှိနေပြီပေါ့နော် 9.9 အောက်ဆိုလို့ရှိရင်တော့သူကပုံမှန်ပဲလို့ပြောလို့ရတယ်ပေါ့နော်စီးချိုယောဂါမရှိဘူးစီးချိုယောဂါရှိတယ်ဆိုလို့ရှိရင်ဘယ်လိုနောက်ဆက်တွဲတွေဖြစ်လာနိုင်တယ်လဲပေါ့ဒီစီးချိုယောဂါရှိတယ်ကောင်းကောင်းလဲကိုကဒီစီးချိုယောဂါကိုမထိန်းနိုင်ဘူးစီးချိုတွေအများနဲ့တက်နေတယ်ဆိုလို့ရှိရင်သူကဒီခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးကြောတွေနဲ့အာရုံကြောတွေကိုသူကဖျက်ဆီးစေတယ်ပေါ့နော်သွေးကြောတွေဖျက်ဆီးတဲ့အတွက်ကြောင့်မလို့ဘာတွေဖြစ်လာမလဲဆိုလို့ရှိရင်ဒီနှလုံးယောဂါမှာဆိုလို့ရှိရင် heart attack ပေါ့နော်ရုတ်တရက်နှလုံးရက်တာတွေဖြစ်တတ်တယ်သွေးတိုးတွေဖြစ်လာမယ်လေဖြတ်တာတွေလည်းဖြစ်နိုင်တယ်ကြောက်ကသွေးကြောတွေကိုသွားထိတယ်ဆိုလို့ရှိရင်ကြောက်ကပျက်စီးတာတွေဖြစ်နိုင်တယ်မျက်လုံးရဲ့အနောက်ခန်းမှာလည်းသွေးကြောလေးတွေရှိတယ်အဲ့ဒီသွေးကြောတွေသွားပြီးတော့မှပျက်စီးတယ်ဆိုလို့ရှိရင်တော့ဒီမျက်လုံးကန်သွားတဲ့အထိဖြစ်နိုင်တယ်အာရုံကြောတွေကိုလည်းထိတဲ့အတွက်ကြောင့်မလို့ဒီခြေထောက်နဲ့လက်မာတွေလည်းခြေတွေလက်တွေထုံတာကျဉ်တာပြီးနာတာပြီးရင်ကျတော့ထိမှန်တော့မသိတော့ဘူးပေါ့နော်အဲ့လိုမျိုးတွေလည်းဖြစ်တတ်တယ်ဒီဥပမာခဲတွေပါတွေစူးလို့ရှိရင်ခဲစူးထားမှန်းတော့မသိလိုက်ဘူးပေါ့နော်အာရုံကြောတွေကလည်းမကောင်းတော့အဲ့ကနေမှပိုးတွေဝင်ပြီးတော့မှခြေထောက်တွေပုတ်ကုန်ပြီးတော့မှခြေထောက်တွေဖြတ်ရတဲ့အထိဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့စီးချိုရှိတယ်ဆိုလို့ရှိရင်စီးချိုအရင်မတက်အောင်စီးချိုကိုပုံမှန်အတွင်းမှာထိန်းထားနိုင်အောင်လို့ကုသဖို့လိုတယ်
စီးချိုရှိတယ်ဆိုလို့ရှိရင်ဘယ်လိုကုသလို့ရမလဲပေါ့နော်အရင်ဆုံးကတော့နေထိုင်မှုပုံစံကိုပြောင်းလဲရမယ်နံပါတ်1ကတော့အစားအသောက်ကိုပြောင်းလဲရမယ်အစားအသောက်စားတဲ့အခါမှာအချိုတွေရှောင်ရမယ်အသားစားတယ်ဆိုရင်လည်းအသားပဲစားအဆီတွေကိုမစားရဘူးပေါ့နော်ကစီဓာတ်ပေါ့နော်ကာဗွန်ဟိဒရိတ်များတဲ့ဟာတွေကိုရှောင်ရမယ်ဥပမာထမင်းတို့ဘာလို့ဆိုရင်လည်းရှော့စားရမယ်ပေါ့စားမယ်ဆိုလို့ရှိရင်ထမင်းကိုနည်းနည်းရှော့စားပြီးတော့မှပဲအသားစားမယ်အသီးရွက်ဒီနံတွေစားမယ်ပေါ့နော်လေ့ကျင့်ခန်းလုပ်ရမယ်တရက်ကိုနိုင်ဝက်လောက်နဲ့တစ်ပတ်ကိုအနည်းဆုံး9ရက်လောက်တော့လုပ်ဖြစ်အောင်လုပ်ရမယ်ပေါ့နော်လမ်းလျှောက်တာဖြစ်ဖြစ်ပြေးတာဖြစ်ဖြစ်ရေကူးတာဖြစ်ဖြစ်စပိန်စီးတာဖြစ်ဖြစ်ပေါ့နော်ကိုကြိုက်တဲ့ဟာကိုလုပ်လို့ရတယ်ပြီးရင်တော့ဆရာဝန်နဲ့ပြရမယ်ပေါ့နော်အကယ်၍စီးချိုနံပါတ်အမျိုးအစား1ဖြစ်နေတယ်ဆိုလို့ရှိရင်တော့အင်ဆူလင်ကိုတစ်သက်လုံးထိုးရမယ်ပေါ့နော်ဒီစီးချိုရောဂါကုတဲ့နေရာမှာလေစီးချိုကိုအမြင့်ပြတ်ကုသလို့ရတယ်ဆိုတာမဟုတ်ပါဘူးနော်စီးချိုကခုချိန်ထိကိုအမြင့်ပြတ်ကုလို့မရသေးပါဘူးအဲ့ဒါကြောင့်မလို့အကယ်၍အမျိုးအစား1ဖြစ်နေတယ်ဆိုလို့ရှိရင်ဒီအင်ဆူလင်ကိုတစ်သက်လုံးထိုးရတယ်ပေါ့နော်ကဲ၍အမျိုးအစားနှစ်ပေါ့နော်စီးချိုအမျိုးအစားနံပါတ်2ဆိုလို့ရှိရင်တော့စီးချိုဆေးတွေတောင်းရမယ်အဲ့လိုတောင်းနေတဲ့အချိန်မှာလည်းဒီကိုစီးချိုဆက်လေးတွေဝဲပြီးတော့မှပေါ့နော်မနက်အိပ်ရာထားတဲ့အချိန်မှာဖောက်ကြည့်တာတို့ဘာလို့လုပ်ရမလဲအကယ်၍အရန်များနေတာသို့မဟုတ်အရန်နည်းနေတာတို့ဆိုရင်ဆရာဝန်နဲ့ပြန်ပြပြီးတော့မှဆေးညှိတာတွေလုပ်ရမယ်ပေါ့နော်ဒီစီးချိုအမျိုးအစားနံပါတ်2မှာလည်းအင်ဆူလင်လိုအပ်နိုင်တယ်ပေါ့နော်ဒီဘယ်လိုချိန်တွေမှာလိုအပ်မလဲဆိုဒီစီးချိုကိုမထိန်းနိုင်ဘဲနဲ့အရန်မြင့်နေတဲ့အချိန်တို့သို့မဟုတ်ခွဲစိတ်ဖို့လိုအပ်တဲ့အချိန်တို့သို့မဟုတ်ဒီကိုဝင်ရှိလာတဲ့အချိန်တို့အဲ့လိုမျိုးချိန်တွေမှာဆိုလို့ရှိရင်လည်းအင်ဆူလင်ထိုးဖို့လိုအပ်နိုင်တယ်ပေါ့နော်ကိုဝင်ဆောင်စီးချိုကကြတော့လေဒီကုသမှုကတော့ဒီအင်ဆူလင်ထိုးတာတို့ခုနပြောသလိုအစားအသောက်ထိန်းတာတို့လေ့ကျင့်ခန်းလုပ်တာတို့အဲ့ဒါတွေလုပ်ဖို့လိုပါတယ်ဒါကတော့ဒီနေ့ကျွန်မစီးချိုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုမျှဝေပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်